ကဲ2026ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာမြန်မာနိုင်ငံအတွက်ဘာတွေဖြစ်ခဲ့လဲဆိုတာအညွှတ်ချိုလေးပြန်ကြည့်လိုက်ကြရအောင်တော်တော်လေးအရေးကြီးတဲ့အပြောင်းအလဲတွေဖြစ်ခဲ့တဲ့နေ့တနေ့မှာပဲ ဒီနေ့ရဲ့အဓိကသတင်းတွေကိုကြည့်လိုက်ရင်နိုင်ငံရဲ့အခြေအနေကိုပုံစံအမျိုးမျိုးနဲ့မြင်ရမှာပါမဟာမိတ်တွေကြားမှာဖြစ်နေတဲ့တင်းမာမှုတွေပြီးတော့အယက်သားတွေအပေါ်ကြာရောက်နေတဲ့တိုက်ခိုက်မှုတွေတော်လန်ရေးဘက်ကအာမလျှော်သေးတဲ့လှူရှားမှုတွေအကုန်လုံးပါပဲဟုတ်ပြီပထမဆုံးအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုအရင်တွားကြည့်ကြအောင်အဲ့ဒီမှာမဟာမိတ်အဖွဲ့တွေကြားမှာပဲအခြေအနေတွေကတော်တော်လေးကိုတင်းမာနေပါတယ် ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကတချင်ကဖခုံချင်းရင်ပြီးစစ်ကောင်စီကိုအတူတိုက်ခဲ့ကြတဲ့ TNLA နဲ့ MNDAA မဟာမိတ်နှစ်ဖွဲ့ကအခုကုတ်ခိုင်မြို့မှာမျက်နှာချင်းဆိုင်ဖြစ်နေကြတာပဲအခြေအနေကတော့တင်းမာနေတယ်ဗျဒါပေမဲ့ကောင်းတဲ့အချက်ကတော့နှစ်ဖက်ခေါင်းဆောင်လေးစကားပြောဖို့စနေကြပြီဆိုတာပါပဲ ဒီ timeline ကိုကြည့်လိုက်ရင်အခြေအနေကဘလောက်တောင်မြင်မြန်ဆိုးသွားလဲဆိုတာတွေ့ရမှာပါစတာက CCTV ကင်မရာလေးတွေဖယ်တဲ့တိစအဲ့ဒီကနေရပ်ပိုင်းတွေအတွင်းမှာပဲစစ်တပ်တွေမျက်နှာချင်းဆိုင်တက်ဆွဲတဲ့အထိဖြစ်သွားတာဆိုတော့ဒေသခံတွေကအမြန်ဆုံးဖြည့်ရှင်းပေးဖို့တောင်းဆိုနေကြတာကလည်းတဘာဝကြပါတယ် ကဲအဲ့ဒီတင်းမာမှုတွေတဲမှာပဲနောက်ထပ် PR တစ်ခုကဝင်လာပြန်ရောရှမ်းရက်ဘက်ဖွဲ့စည်းတွေကလည်းတီးခြားဖြစ်စဉ်တခုမှာ MNDAA ကဖန်ထားတဲ့ဒေသခံ9ယောက်ကိုအမြန်ဆုံးပြန်လွတ်ပေးဖို့တောင်းဆိုနေကြတော့အခြေအနေကပို့ပြီးတော့တောင်ရှုပ်ထွေးသွားစေတာပေါ့ ဟုတ်ပါပြီအဲ့ဒါကတော့မဟာမိတ်တီဂျာကအခြေအနေပေါ့တစ်ဖက်မှာလည်းနိုင်ငံနဲ့ရသားတွေကစစ်ကောင်စီရဲ့တိုက်ခိုက်မှုတံကိုနေစင်နေအမြခံနေကြရတော့မှာပဲ ဥမာအနေနဲ့ကချင်ပြည်နယ်မှာဆိုရင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတွေကြောင့်အရက်သား3ယောက်အသက်ဆုံးရှုံးခဲ့ရတယ်အဲ့ဒီထဲမှာကလေးလေးတစ်ယောက်ပါနေတဲ့ဆိုတာကတော့တကယ့်ကိုကြေကွဲစရာကောင်းတဲ့အချက်ပါပဲဝမ်းနည်းစရာကဒီလိုဖိလိုက်တဲ့ကကနေရာထဲမှာဖြစ်နေလားမဟုတ်ဘူးဗျရခိုင်ပြည်နယ်ကြောက်ဖြူမှာလည်းဘုံကျဲတိုက်ခိုက်မှုတစ်ခုကြောင့်တားမိနှစ်ယောက်နေရာမှာတင်မဲ့အသက်ဆုံးရှုံးခဲ့ရပြန်တယ် တနင်္လာရီတိုင်းဘက်မှာတော့အခြေအနေကပိုပြီးတုံလှုပ်စရာကောင်းပါတယ်ဘာတိုက်ပွဲမှမရှိဘဲနဲ့စစ်ကောင်စီတပ်တွေကရွာဒီကိုဝင်ပြီးနေအိမ်ဒီကိုမီးရှို့ခဲ့တာအိတ်ချေတေကကြောက်ပစ္စည်းသွားခဲ့တယ် KNU ကတော့ဒီလုပ်ရက်ကိုရှင်းရှင်းလင်းလင်းပဲတုံ့တက်ထားပါတယ်ဒါကတခြားကြောင့်မဟုတ်ဘူးပြည်သူတွေကိုကြောက်သွားအောင်တမင်ရည်ရွယ်ပြီးလုပ်တဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုပဲဆိုပြီးပြောထားပါတယ် တစ်ချိန်တည်းမှာပဲစစ်ကိုင်းတိုင်းမှာလည်းစစ်ကောင်စီကနီးပညာအသစ်တွေတုံးလာတာတွေ့ရတယ် drone တွေနဲ့ဂျေးဝါတွေပေါ်ကိုမီးလောင်ပုံးတွေကျဲချနေတော့နေအိမ်တွေထပ်ပြီးဆုံးရှုံးနေရတော့ပါပဲ ဒီလိုရသားတွေကိုဖိအားပေးနေတဲ့အချိန်မှာပဲစစ်ကောင်စီကသူတို့ရစစ်ရဲဘက်မှာလည်းအပြောင်းလေးတွေလုပ်နေပါတယ်အဓိကကတော့တပ်သားတစ်ကင်နဲ့ရှေ့တန်းကိုအင်အားဖိနေတာပါပဲ ဒီလိုမှန်းစဉ်ကိုကြည့်လိုက်ရင်စစ်ကောင်စီရဲ့အခြေအနေကိုမှန်းဆလို့ရပါတယ်ဆိုတော့တင်နန်းစစ်မိုက်ဆက်ဆက်စစ်သားတစ်တွေကိုအရန်အင်အားအဖြစ်တောင်မထားတော့ဘူးတိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေတဲ့တမ33နဲ့96လို့စစ်မျက်နှာဒီစီကိုတန်းပို့နေတာဒါကလူအင်အားဘလောက်တောင်အသေးအတန်လိုအပ်နေလဲဆိုတာကိုညွှန်ပြနေတာပဲပေါ့ အဲ့ဒီအချက်ကိုပိုပြီးခိုင်မာစေတာကတော့ဒီအချက်ပါပဲတက်တွင်းတရင်တွေအရဆိုရင်အရင်ကတတုတ်ကိုအင်အား20-30လို့ပဲပို့ရကနေအခုဆိုရင်60အထိနှစ်ဆတိုးပြီးပို့နေရပြီတဲ့ဒါပေမဲ့တစ်ဖက်မှာစစ်ကောင်စီကဒီလောက်ဖိအားတွေပေးနေပေမဲ့လေတော်လည်းရိတ်စိတ်တက်ကတော့ကုံဆုံးသွားပုံမရပါဘူးအထူးသဖြင့်မြေပြင်ပေါ်ကပြည်သူလူထုဥဆောင်တဲ့လောက်ရှားမှုတွေမှာဒါကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါလေ ဥပမာစစ်ကိုင်းတိုင်းရေးမာပင်မြို့နယ်မှာဆိုရင်ဒေသခံတွေနဲ့တော်လန်ရေးရဲဘော်တွေပူးပေါင်းပြီးခြိတက်စံတာပြခဲ့ကြတယ်။သူတို့ရဲ့တောင်းဆိုချက်တွေကရှင်းပါတယ်။ Federal Democracy ရရှိရေးနဲ့ဖန်ဆီးခံထားရတဲ့ခေါင်းဆောင်တွေအငြင်းဆုံးပြတ်လွတ်မြောက်ရေးပါပဲ။ကဲဒီတော့ဒီတနေ့တာလုံးမှာဖိတ်ပြက်ခဲ့တာလေးကိုပြန်ပြီးခြုံငုံကြည့်လိုက်တဲ့အခါမှာတော်တော်လေးကိုရှို့ထွေးပြီးတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်ဖြစ်နေတဲ့ပုံရိပ်ကြီးတစ်ခုကိုတွေ့ရမှာပါ။ တစ်ဖက်မှာတော့မဟာမိတ်ချင်းချင်းချာမှတောင်ဖွတ်တိုက်မှုတွေရှိနေတယ်နိုင်ငံတော်အဆင့်ကနေအရတားတွေအပေါ်ရရဆက်ဆက်အနေနဲ့မှုတွေလုပ်နေတယ်ဒါပေမဲ့အဲ့ဒါနဲ့တပြိုင်နက်ချက်မှာပဲလုံးဝအရှုံးမပေးတဲ့စနစ်တကျတော်လှန်နေတဲ့စိတ်ချကိုလည်းတွေ့နေရပြန်ပါတယ် ဒါကြောင့်နောက်ဆုံးမှစဉ်းစားစရာမိခွန်းတစ်ခုကြံခဲ့ပါတယ်။တစ်ဖက်ကဖိအားတွေကိုအရှိန်မြင့်ပြီးနောက်တစ်ဖက်ကလည်းလုံးဝကိုအရှုံးမပေးတဲ့အခါဒီလိုနေ့တစ်နေ့ထဲမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေလားမြန်မာနိုင်ငံရဲ့ရှေ့ခရီးအတွက်ဘလို့အရေးအယောင်တွေကိုပြနေတာပါလဲ